မြန်မာနိုင်ငံမှာဘယ်သူမှမကိုင်နိုင်တဲ့စိန်လက်ကန်အိတ်ကန်ပြီးတော့ချေမိုးပြခဲ့တဲ့ဝမော်ရွှေမြန်မာနိုင်ငံမှာဘယ်နာမည်ကြီးရုပ်ရှင်မင်းသမီးမှမကိုင်နိုင်တဲ့စိန်လက်ကန်အိတ်ကြီးကိုကိုင်ကသူမရဲ့ပိုင်ဆိုင်မှုကိုကြွားလုံးထုတ်ခဲ့တာကဝမော်ရွှေပါဝမော်ရွှေကပတ်စံအိတ်တစ်ခုလုံးကိုစိတ်နှွေပြည့်စီချေကအယောင်တွေတလက်လက်တောက်ပနေတဲ့စိန်လက်ကန်အိတ်ကိုကိုင်ကကြွားလုံးထုတ်ခဲ့တာဖြစ်ပါတယ်အဆိုပါလက်ကန်အိတ်မှာတော့စိန်နဂါးကြီးတစ်ကောင်နဲ့အလှဆင်ထားတာကိုတွေ့မြင်ရပါတယ်နိုင်ငံကျော်တရုတ်ဆောင်မင်းသမီးတူဖြစ်တယ်လို့သတင်းမာကြီးတူလည်းဖြစ်တဲ့ဝမော်ရွှေကအဆိုပါစိန်လက်ကန်အိတ်ကိုရတနာဒီဇိုင်းတွေစီမှာတီးတန့်ဒီဇိုင်းရေးဆွဲထားတာဖြစ်တယ်လို့ဆိုပါတယ်အားလုံးမမိကြမဲ့တိုင်းနောက်ထပ်ရုပ်ရှင်မင်းသမီးတူလည်းဖြစ်တဲ့မိုးရီကွာဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းမှာစိန်ဖနယ်ကြီးတရံကိုစီးပြခဲ့တာပါအခုခါမှာတော့ဝမော်ရွှေကအားကြမကန်စိန်လက်ကန်အိတ်ကိုကင်ပြလိုက်တာဖြစ်ပါတယ်ဝမော်ရွှေဟာယခုလက်ရှိချိန်မှာမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးထိပ်တန်းရုပ်ရှင်တရုတ်ဆောင်မင်းသမီးလေးတလဲဖြစ်နေတယ်လို့မြန်မာနိုင်ငံရဲ့ထိပ်တန်းချမ်းသာဆုံးခရိုနီတထေးကြီးဖြစ်တဲ့ကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်လေဒီလိုတန်မိုးကြီးစောင့်ရောင်နေလုံနေတာဖြစ်ပါတယ်။